စေထိုင်ဆက်ရုံအားပေးရှိနေကြတယ်နှစ်ဖက်မိတ်တင်ကကြီးများစုံလင်ကြပြီးဖြစ်ပါတယ်မင်္ဂလာခမ်းနားကြီးကိုမင်္ဂလာပူဇော်တကထာဖြင့်ဖွင့်လှစ်မှာဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓပစ္စေကဗုဒ္ဓဆာအရအတ္တဘာဝကမာတာပိတုဂုရုတက္ကဓမ္မဒေသကဆာဒေယကဣမိတိသမာခုနေမယဝနာမိတ်တဗရာကျေးဇူးတော်ရှင်အနန္တကြီးပါလာသောသုံးလောကထွတ်ထွတ်ရှင်တော်မြတ်ဘုရားအားမူချ၍ခင်မွန်းကြီး7ပါးနဲ့တပါသောဤမင်္ဂလာမင်းပြိတ္တပေါင်းတို့ကိုမင်္ဂလာတို့သာမောင်ဝေလင်းဦးနဲ့မင်္ဂလာတို့ပြီးမတ်တိရွှေတဲ့တို့ကစေဘတော်လက်ဆုံးထက်ယုံချုံမူပြီးရှစ်ဘုန်းတော်ဘာဝပြုပြီးမင်္ဂလာပုဂ္ဂိပါမှာစုံကြီးပါထိုင်ကြပါမယ်ခင်ဗျာ